ဒီနေ့ပြောပြခြင်းနဲ့ကျမရေးအကြောင်းအရာလေးကတော့အရေးပြားရေယုံအကြောင်းပဲဖြစ်ပါတယ်ဆက်လက်၍ကြည့်ရှုပေးသွားကြပါရှင်ကျမနာမည်ကတော့စာချင်းတိုင်းမှာကျမက register nurse တယောက်ဖြစ်ပါတယ်ရှင်ယောဂကိုအရေးပြားရေယုံယောဂကိုဖြစ်ပွားစေတဲ့ virus ကို varicella zoster virus လို့ခေါ်ပါတယ်ဒီ varicella zoster virus ဆိုတာကျမတို့ရေကြောက်ယောဂကိုဖြစ်ပွားစေတဲ့ virus နဲ့အမျိုးအစားတစ်မျိုးတည်းဖြစ်ပါတယ်ရှင်ကလေးဘဝတုန်းကရေကြောက်ယောဂဖြစ်ခဲ့မှုတဲ့သူတွေဟာအသက်အရွယ်ရတဲ့အခါမှာဒီအရေးပြားရေယုံယောဂကိုဖြစ်ဖို့အတွက်ရာခိုင်နှုန်းအင်မတန်မှများပါတယ်အကြောင်းရင်းကတော့ရေကြောက်ယောဂဖြစ်ပြီးတဲ့အခါမှာကျမတို့ယောဂလက္ခဏာတွေသက်သာသွားပြီးပျောက်ကင်းသွားပြီးမြဲဒီယောဂကိုဖြစ်စေတဲ့ virus ပိုးကကျမတို့ခန္ဓာကိုယ်ရဲ့ထောင့်တနေရာမှာသူဟာကျန်နေခဲ့ပါသေးတယ်နောက်တစ်ချိန်မှာကာယကံရှင်ကစိတ်ဖိစီးမှုတော်၎င်းတခြားယောဂဝေဒနာဒီခံစားနေရတဲ့အချိန်မှာကိုယ့်ရဲ့ကိုယ်ကံအားကျဆင်းသွားရင်တော့၎င်းဒီ virus ကခန္ဓာကိုယ်ကိုပြန်ပြီးတိုက်ခိုက်ခြင်းဖြစ်ပါတယ်အဲ့လိုအချိန်မှာတော့အရေးပြားရေယုံယောဂလို့ကဖြစ်ပွားခြင်းဖြစ်ပါတယ်အရေးပြားရေယုံယောဂရဲ့ယောဂလက္ခဏာတွေကတော့ဇက်ပိုးကြောကုန်းတွေမှာအဆုလိုက်အပြုံလိုက်ရေကြည်ဘူးလေးတွေအကွက်လိုက်ပေါ်ပေါက်လာခြင်းပါပဲရေကြည်ဘူးလေးတွေပေါ်ပေါက်လာပြီဆိုလို့ရှိရင်ရားရံခြင်းနာကျင်ခြင်းကာယကံရှင်လူနာအနေနဲ့ကိုယ်လက်မအီမသာဖြစ်ခြင်းတခါအဖျားတက်ခြင်းတို့လည်းခံစားတတ်ရပါတယ်ရှင်းဂက်စ်လို့ခေါ်တဲ့အရေးပြားရေယုံယောဂကိုဖြစ်ဖို့များတဲ့လူတွေကတော့အသက်50အထက်လူကြီးတွေစီးကြိုသွေးချိုဝေဒနာရှင်တွေနှလုံးယောဂဝေဒနာရှင်တွေနှစ်ရှည်လာများခံစားနေရတဲ့အဆုတ်ဝေဒနာရှင်တွေကြောက်ကက်ယောဂဝေဒနာရှင်တွေနဲ့စိတ်ဖိစီးမှုအရေးများတဲ့လူတွေမိသားစုဝင်တွေထဲမှာယခင်ကရှင်းဂက်စ်ဖြစ်ပူးခဲ့သောသူများ COVID-19 လိုမျိုး infection ဖြစ်ခဲ့မှုတဲ့လူတွေကင်ဆာကြောင့်ကီမိုဆေးသွင်းနေရတဲ့လူတွေ steroid medication တွေကိုရေရှည်တောက်သုံးနေရသောသူတွေနဲ့တခြားနာတာရှည်ယောဂတွေကြောင့်ခန္ဓာကိုယ်ရဲ့ခုခံအားကျဆင်းနေတဲ့လူတွေအတွက်ရှင်းဂက်စ်လိုမျိုးရေယုံအရေးပြားယောဂဖြစ်ဖို့အတွက်ရာခိုင်နှုန်းများသွားပါတယ်ကုသမှုအနေနဲ့ကတော့ဒီယောဂသည် virus ကြောင့်ဖြစ်တဲ့ယောဂဖြစ်တဲ့အတွက်ကြောင့်ဆရာဝန်အနေနဲ့ antiviral ဆေးကိုညွှန်ကြားမှာဖြစ်ပါတယ်။ရားရံခြင်းနဲ့နာကျင်ခြင်းတွေအတွက်ကတော့ရာနာပျောက်ဆေးလိမ့်ဆေးနဲ့နာကျင်ခြင်းအတွက်ကတော့အကိုက်ခဲပျောက်ဆေးများညွှန်ကြားလေးရှိပါတယ်။ဒီအရေးပြားရေယုံယောဂသည်တေချာဂယုမဆိုင်တဲ့အခါမှာနောက်ဆက်တွဲပြဿနာတွေသည်အသက်အန္တရာယ်ကြီးမားနိုင်ပါတယ်။ဒါကြောင့်ဆရာဝန်နဲ့အနီးကပ်ပြုစုကုသဖို့လိုအပ်ပါတယ်။အခုအချိန်မှာကျမတို့ internet ထဲမှာ information တွေကအင်မတန်မှများပြားတဲ့အတွက်ကြောင့် Google မှာရော ChatGPT မှာရောကိုရှာဖွေလို့ရတယ်ပြီးရင်ကိုယ့်ဘာသာကိုစေးဆိုင်ကလူတွေနဲ့တိုင်ပင်ပြီးတော့ကုသကြတယ်ပေါ့နော်ဒါတွေကတာမန်ကိုလက်ကြိုက်ခဲတာလောက်ဆိုရင်တော့အဆင်ပြေပါတယ်ဒါပေမဲ့ဒီပြားရေယုံယောဂဖြစ်နေတဲ့လူနာတွေအတွက်ဆိုရင်တော့အသေးချာဂရုမစိုက်ဘူးဆိုရင်အသက်အန္တရာယ်ဖြစ်နိုင်တဲ့အတွက်ကြောင့်ဒီဆက်ရဆေးဆိုင်တွေကဆေးပေးတဲ့လူတွေနဲ့တိုင်ပင်ပြီးသာမိမိကုသခြင်းကိုရှောင်ကျဉ်သင့်တယ်လို့ကျမအနေနဲ့ဒီနေရာကနေပြီးတော့ထပ်လောင်းသတိပေးလိုက်ပါတယ်ရှင်အသက်အန္တရာယ်ဘာကြောင့်ထိခိုက်နိုင်တာလဲဆိုတော့ဒီ virus ကကျမတို့အရေးပြားတွေကိုတိုက်ခိုက်တာမဟုတ်ဘူးကျမတို့ခန္ဓာကိုယ်လေးကိုဝင်ရောက်သွားပြီးတဲ့အခါမှာအုံနောက်ထဲကသွေးကြောတွေကိုတိုက်ခိုက်နိုင်ပါတယ်။အုံနောက်ထဲကသွေးကြောတွေကိုတိုက်ခိုက်တဲ့အခါမှာဒီသွေးကြောလေးတွေကပျက်စီးသွားတယ်။ပျက်စီးသွားတဲ့သွေးကြောတွေရဲ့အစလေးတွေကသွေးထဲမှာသူကသွေးခဲအနေနဲ့ဖြစ်သွားပါတယ်။နောက်ထဲမှာသွေးခဲဖြစ်သွားပြီဆိုလို့နောက်ထဲကိုကျမတို့ blood supply တွေမရှိတော့ဘူးပေါ့နော်။ဒီလို blood supply မရှိတော့တဲ့အခါမှာလေဖြတ်တဲ့ယောဂဝေဒနာကိုခံစားရမှာဖြစ်ပါတယ်။ဒီလိုအရေးပြားရေယုံယောဂဝေဒနာတွေကိုမိသားစုနဲ့ခွဲနေဖို့တင်မတင်ဆိုတာကသူတို့ရဲ့ယာနာပေါ်မှာမူတည်ပါတယ်။အကယ်၍အဲ့ဒီယာနာတွေကိုပတ်တီးနဲ့တော်၎င်းband-aid နဲ့တော့၎င်းကာထားနိုင်တယ်ဆိုရင်တခြားလူတွေကိုပြန့်ပွားနှုန်းကနည်းပါတယ်အကယ်၍ဒီယာနာတွေကပေါက်လာပြီးတော့ဆိုစီဖြစ်တယ်ဆိုရင်တော့တတ်နိုင်သလောက်မိသားစုနဲ့ခွဲနေတဲ့နယ်လို့တိုက်တွန်းချင်ပါတယ်ဒီအိမ်မှာကလေးငယ်များလူကြီးမိဘများကိုဝန်ဆောင်တွေများရှိတယ်ဆိုရင်တော့တတ်နိုင်သလောက်တည်တံ့ခွဲနေတင်ပါတယ်တတ်နိုင်လို့ရှိရင်ကျောင်းတွေအလုပ်တွေမသွားပဲအိမ်မှာပဲခိတ္တအနားယူတင်ပါတယ်ဘယ်လိုအချိန်မှာတည်တံ့ခွဲနေဖို့မလိုတော့ဘူးလဲဆိုရင်အကယ်၍ယာနာတွေကပျောက်သွားပြီးတော့6လာပြီးကွာကြလာပြီးဆိုရင်တော့ဒီလူကတခြားလူတွေကိုကုသနိုင်နှုန်းနေပါသွားပြီဖြစ်ပါတယ်အရေးပြားရွယုံယောဂကာကွယ်ဖို့အတွက်အသက်50အထက်လူတိုင်းကို shingles vaccine ကိုထိုးဖို့အတွက် Center of Disease Control ကနေပြီးတော့ညွှန်ကြားထားပါတယ်ဒီ
ဒီလိုကာကွယ်ဆေးထိုးထားတဲ့အတွက်ကြောင့်ယောဂဖြစ်ခြင်းကိုတော့မကာကွယ်နိုင်ပါဘူးအကယ်၍ယောဂကူးစက်ပြန့်ပွားခဲ့လျင်တော့၎င်းရခင်ကရေကြောက်ဖြစ်ပွားထားခဲ့ပြီးတော့တစ်ချိန်မှာဒီယောဂကပြန်ထလာပြီဆိုလို့ရှိရင်ယောဂဝေဒနာကိုပြင်းပြင်းထန်ထန်မခံစားရပဲအချိန်တိုအတွင်းမှာအမြန်ဆုံးကုသပျောက်ကင်းနိုင်ပါတယ်ကျမဗီဒီယိုရဲ့နောက်ဆက်တွဲဗီဒီယိုလေးမှာဒေါက်တာဘင်းကနေပြီးတော့ရေပြားရေယုံယောဂကြောင့်လေဖြတ်ယောဂဘယ်လိုဖြစ်နိုင်လဲဆိုတာကိုအသေးစိတ်ရှင်းပြသွားပါတယ် This is why you should never underestimate the effect of shingles. Shingles is caused by the reactivation of the chickenpox virus in your nerves, and most people think that it's just a painful rash, but it can be much more serious. I saw a patient in his 50s who developed shingles on one side of his face, and a few weeks later, he suddenly had weakness on one side of his body and slurred speech, and imaging showed that he had a stroke. And here's why this can happen. The virus doesn't just stay in your skin. It can travel along your nerves and inflame the blood vessels in the brain and cause something we call vasculopathy. And this inflammation can damage your blood vessels, increase clotting, and then lead to a stroke. And studies show that the risk of stroke is highest in the first few weeks after shingles, especially when it affects the face or eyes. And people who had chickenpox in the past are more likely to develop shingles later in life, whereas those who had the chickenpox vaccine are less likely to develop it. Older adults and those with weakened immune systems are at greatest risk, which is why vaccination and prompt antiviral treatment are so important. အရေးပြားရေယုံယောဂသည်တေချာစွာကုသမှုမခံယူခဲ့လျင်နောက်ဆက်တွဲအနေနဲ့လေဖြတ်ယောဂကိုခံစားနိုင်တဲ့အတွက်ကြောင့်ကာယကံရှင်လူနာတွေအနေနဲ့နီးစပ်ရာဆေးရုံဆေးခန်းတွေကကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့အထူးကြက်မှတ်စွာကုသသင့်တယ်လို့ကျမအနေနဲ့တိုက်တွန်းပြောကြားရင်နောက်ဆုံးအနေနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်ရှင်။